ကဲနောက်ထပ်တစ်ယောက်ရဲမင်းဗမာတဲ့နော်မေးတဲ့လူကလူခေါ်လားတဲ့လူလိုလားတဲ့အဲ့ဒါကိုဘယ်လိုပြောလဲတဲ့ကဲဒါဆိုရင်တော့အများပိုင်းကတော့အလုတ်အတွက်ပဲမေးတာဆိုတော့အလုတ်ဆိုတဲ့စကားလုံးကိုသိအောင်မယ်ပေါ့နော်အလုတ်ဆိုရင်ကုန်းကြော့ဖြစ်ပါတယ်ကုန်းကြော့ကဲအလုတ်မှာလူလိုလားဆိုရင်ဘယ်လိုမေးရမှာလဲပေါ့နော်ကုန်းကြော့需要人吗နော်အလုတ်မှာလူလိုလား工作需要人吗လူလိုလားဖြစ်ပါတယ်လူခေါ်လားနည်းနည်းတော့စင်တယ်ပေါ့နော်ဒါပေမဲ့နည်းနည်းကွဲတယ်လူလိုလားလူခေါ်လားပေါ့နော်လူခေါ်လားဆိုရင်ကျွန်တော်တို့ဘယ်လိုမေးလို့ရလဲဆိုရင်工作在招人吗ပေါ့နော်工作在招人吗လူခေါ်လားပေါ့နော်工作ကထည့်ချင်တယ်မထည့်ချင်နေတာအလုပ်ပြောတာလူခေါ်လား在招人吗လူလိုလား需要人吗ကဲအဲ့လိုမေးလို့ရတာဖြစ်ပါတယ်နောက်ထပ်အညာသားမေးထားတဲ့ဟာပါတခါတည်းဖြည့်ပေးမှာဖြစ်ပါတယ်တရက်လုံးအခဘယ်လောက်လဲတဲ့တရက်လုံးအခဘယ်လောက်လဲတဲ့နော်ဒါဆိုရင်လုံးအခကိုကုံ字လို့ပြောတာဖြစ်ပါတယ်ကုံ字ပေါ့နော်လစာဘယ်လောက်ရလဲကုံ字လို့ပဲပြောတာဖြစ်ပါတယ်ကဲဒါဆိုရင်တရက်လုံးအခဆိုရင်တော့一天的工资喏一天的工资ဘယ်လောက်လဲ是多少钱多少钱ဒါမှမဟုတ်多少လို့ပဲမေးရင်လည်းရတယ်ပေါ့နော်ပြည့်ပြည့်စုံစုံဆိုရင်တရက်လောက်အခဘယ်လောက်လဲ一天的工资是多少钱一天的工资是多少钱လို့မေးလို့ရတာဖြစ်ပါတယ်ကဲအားလုံးပဲအဆင်ပြေကြပါစေ